ဒီနေ့ရေတက်ဝင်ချင်တယ်ရေတက်ကိုဘယ်လိုဝင်ရမလဲလို့မေးတဲ့လူအတွက်ပြောပြဖို့เนาะရေတက်ဘယ်လိုဝင်ရလဲဆိုအရင်ဆုံးရေတက်ဝင်တာကမခက်ဘူးဒါပေမဲ့ဝင်ဖို့အတွက်ဆောင်းပွဲဖြေရတယ်ဆောင်းပွဲကလွယ်လေးเนาะခက်တာမဟုတ်ဘူးဆောင်းပွဲဖြေတာလဲအေးဆေးပဲဒါပေမဲ့တင်ချာတော့အင်္ဂလိပ်တို့နည်းနည်းပါးပါတော့တက်ရတခါမအောင်ရင်နှစ်ခါဖြေနှစ်ခါမအောင်ရင်သုံးခါဖြေတောက်လျှော့ဖြေလိုက်ပြဿနာမရှိတချို့လူဆိုအခါ20လောက်ဖြေလိုက်လို့ရှိရเนาะပြီးရင်ကျမကြီးလည်းကောင်းဖို့လိုတယ်တခုကဘာကြောင့်ဆိုရင်တို့ကကျမကြီးစစ်ဆေးမှာကျမကြီးစစ်ဆေးပြီးမှကျမကြီးမအောင်ဘူးစစ်ဆေးမှမအောင်ဘူးဆိုရင်စစ်တော့လက်မခံဘူးအဲ့တော့စကောကစမ်းပွဲတွေစားတယ်တကုလောက်ထားပြီးမှနောက်ဆုံးကျမကြီးမှာကြာသွားတယ်ဆိုရင်ကိုယ်အတွက်အချိန်လေးကိုနဲ့အချိန်လေးနာပါတော့အဲကြောင့်အဓိကပထမဆုံးကျမကြီးဖြစ်ဖို့လိုတယ်နံပါတ်1ကတော့ကျမကြီးမနော်အရင်ကြီးကြည့်တာကျမကြီးပြီးရင်တချို့ကျမကြီးကြတော့တို့လက်ခံတယ်နော်အဲ့လိုလှချလို့ရတဲ့စာဆိုပြဿနာမရှိဘူးအဲဆိုရင်အမျိုးဆိုရင်ပြဿနာမရှိဘူးဟိုတကယ်အနာကြီးတွေဆိုတော့မရပါဘူးနော်ပြီးရင်နံပါတ်2ကပါလဲဆိုတော့ green card ဖြစ်နိုင်ငံသားဖြစ်ရမယ်အမေရိကန်နိုင်ငံသားဖြစ်တောင်းမဟုတ် green card ရထားတဲ့လူပဲဖြစ်ဆိုရပြီ green card ရထားပြီဆိုရင်စက်တက်မှာရောက်လာတဲ့ပထမပတ်မှာပဲတခါလေတို့ကနိုင်ငံသားဖြစ်အောင်လုပ်ပေးမှာမရမကတော့နိုင်ငံသားမဖြစ်အောင်လုပ်ပေးမှာခဏလေးနဲ့နိုင်ငံသားရပါပြီဟိုပဲကြာတယ်2လပဲကြာ2လပြီးရင်နိုင်ငံသားဖြစ်သွားပြီအပြီးစီး2လပဲကြာနိုင်ငံသားဖြစ်ဖို့အဲ့ဒါကဒုတိယတစ်ချက်ပါเนาะအရေးကြီးရနိုင်ငံသားမဟုတ်ဘဲနဲ့လည်းတော့လုပ်လို့မရအောင်အလကားဖြစ်တော့ green card မရှိနဲ့မရပြောတာအလကားဖြစ်တော့ပြီးရင်နံပါတ်3ချက်ကဒီနိုင်ငံရဲ့ high school အောင်ထားရမယ်ဒီနိုင်ငံ high school မအောင်ထားလည်းပြဿနာမရှိတော့ဝင်လာတဲ့လူ high school မရှိတဲ့လူအများကြီးပဲတချို့တေးဥကလေးတွေဆိုရင်တေးဥပြီးမှကျောင်းတက်ထားတဲ့ဟာတွေလေ high school အတူတွေပါလောက်မှဝင်လာရတယ်တို့မြန်မာပြည်သားလည်းလောက်ချင်တယ်ဆိုဝင်ချင်တယ်ဆိုရင်မြန်မာပြည်အောင်စင်းလက်မှတ်လည်းတူပါညာခုကလောက်မှဝင်လို့ရတယ်သူနီလန်ရှိရဝင်လို့ရဝင်လို့မရဝင်လို့ရတယ်နံပါတ်3အသက်42နှစ်မကျော်ရပြီ42နှစ်မကျော်ရင်ဆိုရင်ဝင်လို့ရတယ်18နှစ်နဲ့42နှစ်ကြားဆိုဝင်လို့ရတယ်တော်41နှစ်ပဲပြောတာဒါမှ42နှစ်ကောင်းလို့ရှိရဒီမှာကျွန်တော်တို့အတူတူနေ42နှစ်အရွယ်ရှိရဝင်လို့ရတယ်အဲ့ဒါအကုန်လုံးအဲ့4ချက်ပြည့်စုံပြီဆိုရင်ကိုယ်နီးစက်ဟိုဗါလဲဒီစက်တာဆူဆောင်ရင်ထနာဆက်တယ်လိုက်မဆက်တယ်ချင်တော့ online မှာတက်မှာကွာဖုန်းနံပါတ်ထန်ထားခဲ့တယ်တို့တရက်10ခါလောက်ဖုန်းခေါ်လာလိုက်မယ်တို့ကစစ်သားလိုချင်လို့ကိုယ်ပိုင်းတည်နေတာအဲ့တော့တို့ခေါ်လာလိုက်မယ်မရမကခေါ်လာလိုက်မယ်ခေါ်လာပြီးတို့ရှိမှတွားမှဆောင်းမဖြေကြည့်လိုက်နော်ဖြေကြည့်လိုက်အဲဆောင်းမဖြေဖို့တက်လေ့လာမယ်ဆိုရင် online မှာ YouTube မှာလေရိုက်ထည့်တဲ့ ASVAB ဆိုမှလေ ASVAB ဆိုမှရိုက်ထည့်ပြီးမှ ASVAB ASVAB ဆိုမှရိုက်ထည့်မှလေ့လာလိုက်လွယ်လေးပဲနော်ကျွန်တော်တော့အမှတ်မကောင်းပထမတစ်ခါဖြေတိတိယတစ်ခါမှအမှတ်ကောင်းလားတတိယတစ်ခါမှအမှတ်ကောင်းတာကျွန်တော်လည်း3ခါဖြေရဟုတ်တယ်ပထမတစ်ခါဖြေတယ်အမှတ်မကောင်းပြန်ဖြေတယ်အမှတ်မကောင်းတတိယတစ်ခါမှကောင်းတာဒါပေမဲ့တို့ကပထမဖြေထားတဲ့တစ်ခုပဲယူတာအဲအကြောင်းဒါပေမဲ့အဲ့ကောင်အဓိကမဟုတ်ဝင်ရဖို့အဓိကဝင်လာပြီဆိုရင်ခင်ဗျဟိုမှာဗာလဲရုံးမှာရောက်တော့ဆိုရင်ခင်ဗျကြိုက်တဲ့ဟာယူလို့ရပေးနမယ်အဲ့ဒါဆောင်းမဖြေပြီး online မှာလေ့ကျင့်ပေးပြီးဆိုရင်ဆောင်းမဖြေပြီးအောင်ပြီဆိုရင်ကိုကြိုက်တဲ့တက်ဝင်လို့ရကွာအမှရေတက်ဝင်မယ်ဆိုရင်ဝင်ခြေလင်တက်ဝင်မယ်ဆိုခြေလင်တက်ဒါမှမဟုတ်အထူးတက်ဝင်မယ်မရင်းတက်ဝင်မယ်ဆိုမရင်းလေတက်ဝင်မယ်ဆိုလေတက်ကိုကြိုက်တဲ့တက်ကိုယူရဒါပေမဲ့တချို့တက်ကြတော့အသက်အကန့်တက်ရှိရနော်ရေတက်ကြတော့အသက်အကြီးဆုံးကြည့်ရတယ်ဥပမာ42နှစ်လည်းရတယ်ပြဿနာမရှိတခြားတက်တယ်လက်မခံ42နှစ်တဲ့အဲကြောင့်ပြီးရင်ကိုကဘာလှုပ်ချင်လဲဆိုတာတခုစဉ်းစားနော်ဟိုစစ်တက်ထဲရောက်ဆိုစစ်သားလုပ်ပြီးဆိုရင်စစ်တပ်ထမှလည်းအလုပ်ရတယ်နော်စစ်တပ်ထမှလှုပ်ရတယ်ဆိုတော့စစ်တပ်ထမှကိုကဘာလှုပ်ချင်လဲဆိုစဉ်းစားရသူများနဲ့ဥပမာစစ်တပ်ထမှက
တနက်တန်ရှင်းလောက်လဲလူတွေတနက်ပစ်လဲလူတွေဆေးဝါးတွေသမင်းဟင်းချက်လဲလူတွေတိလားတန်ရှင်းလောက်လဲလူတွေမျိုးမျိုးရှိရအလုပ်တွေစစ်တပ်ထမှာနော်အပင်ကအလုပ်တိုင်းမဲ့စစ်တပ်ထမှာလည်းအလုပ်များရှိရအဲ့တော့စစ်သားလုပ်ပြီဆိုရင်အလုပ်ကလို့ရအောင်တစ်ခုရွေးရမယ်အဲ့တော့ကိုပါကြိုက်တယ်နော်ကိုပါကြိုက်တယ်ကိုပါကျွမ်းကျင်တဲ့ပုံကြည့်မှကိုကပြင်ဆင်ထားရတယ်ဟိုမှာကိုလိုချင်တဲ့ဟာကဟိုမှာဘာလဲခုတ်မတက်မယ်ဖြတ်မယ်ဆိုရင်တော့အခုမှပြတ်မဲ့တက်မဲ့ line ဝင်ကိုကချက်ပြောတော့ဝတ္တနာပါတယ်ဆိုချက်ပြောလေ line ဝင်ကိုကဒီပါလဲမီဒီယာပိုင်းစုံစမ်းနေဆိုရင်မီဒီယာပိုင်းတွားဒါမှမဟုတ်ကခုတ်လို့ဖြတ်လည်းမလုပ်ချင်ဘူးချက်ပြောတော့လည်းမလုပ်ချင်ဘူးကင်မရာလည်းမကန်ချင်ဘူးဆိုရင်ဖုန်းကြီးလုံးမယ်ဆိုတော့ရတယ်နော်ခရီးယန်ဖုန်းကြီးလုံးမလားကျွန်တော်ဗုဒ္ဓဘာသာဖုန်းကြီးလုံးမလားမွတ်စလင်တို့ဖုန်းကြီးလုံးမလားမွတ်စလင်တို့ဘယ်လိုခေါ်လဲဒီတော့ဘာလာရေးနဲ့လည်းဝင်ရတယ်ဘာလာရေးနဲ့ဝင်ရတဲ့ကောင်ဆိုအရင်အဆင်ပြေဘာမှလုပ်စရာမလိုတည်တိလားဖျားเจ้าမှာပဲချိန်ကုန်သွားဖျားเจ้าစစ်တက်မှာဖျားเจ้าရှိပါဖျားเจ้าမှာဘုန်းကြီးเจ้าမှာအမျိုးမှာချိန်ကုန်သွားတာပဲတိလားတပတ်တစ်ခါသူများဘုန်းကြီးเจ้าဆိုဘုန်းကြီးเจ้าလာတယ်ဟိုခရစ်ယာန်ဆိုရင်ဖျားเจ้าလာတယ်အဲ့ချိန်မှာကိုကဟိုပြောမလို့ဝေယဝိဇ္ဇာကဖျားเจ้าရဲ့ဝေယဝိဇ္ဇာလိုက်လုပ်ပေးရုံပဲအဲ့နဲ့အစင်ပြေရောအဲ့မျိုးလုပ်လိုက်လူတွေအများကြီးရှိတယ်နော်အဲ့ဒါတွေအကောင်လုံးဟိုကိုတို့ကအဲ့ဟာတွေအကုန်လုံးပြီးသွားပြီဆိုရင်ကိုကြိုက်တဲ့ဟာရပြီဆိုဟိုတကယ်ရထုခက်အဲ့နဲ့ခတ်မဲနဲ့ရောက်သွားတယ်ကိုကဈေးစစ်ရတယ်လားဟိုကောင်တွေကကိုကားရောင်းနေတယ်လို့ရောင်းမေးပွဲစားလိုမျိုးပဲတလားကိုမလို့ချင်းတဲ့အလုပ်ကိုတို့ကဟိုတို့မှလိုအဲ့နေလဲအလုပ်ကိုကတကွန်ထည့်ပေးရမကထည့်ပေးရကျွန်တော်တော့ဆိုရင်တော့ဟိုလင်းပြန်နေဟိုပါလဲလို့ခေါ်မလို့ဒီပါလဲလင်းပြန်နေဟိုအလန်နဲ့တပင်းနေပြလိုက်ဟဲ့အဲ့ကောင်မျိုးလောက်ခိုင်းတာပြီးလင်းလိုင်းမှာအများကြီးလောက်ခိုင်းတာကျွန်တော်မကြိုက်ဘူးကျွန်တော်ဘူးခံတို့တခြားလုံးမရှိဘူးအဲ့လောက်ပဲရှိရတယ်ထမင်းဟင်းချက်လက်နေမှာလဲထဲကျွန်တော်ထမင်းဟင်းချက်လက်နေမှာလည်းမလုပ်ချင်ဘူးလို့အလောင်းကဘူးခံမှတို့အဲ့ဒါဆိုမရှိဘူးပြောမရှိကျွန်တော်လည်းမဝင်ဘူးဆိုတော့ကျွန်တော်ချက်လင်တက်မသွားတော့မှလို့ပြောလိုက်ခါခဏနေဦးလေဖုန်းခေါ်ကြည့်လိုက်ဦးမယ်တဲ့အမေသူကဟိုကားပွဲစားလို့ပါလို့နဲ့ဖုန်းခေါ်ကြည့်လိုက်ဦးမယ်ဆိုတော့ဖုန်းခေါ်ကြည့်တာဖုန်းခေါ်လိုက်တကယ်ခေါ်လို့မသိတာနော်ဟိုဘက်ခန်းတော့ဖုန်းခေါ်ကြည့်မယ်ပြန်ထွက်လာတော့မင်းလောက်ချင်တဲ့အလုပ်ရတယ်တဲ့မင်းလောက်ချင်တဲ့အလုပ်ပေးမယ်တဲ့โอเคအဲ့ဒါကျွန်တော်လည်းဝန်တာမှကျွန်တော်လောက်ချင်တဲ့အလုပ်ဝင်လာလိုက်တာပြီးရင်အမှအလုပ်ပေးဆိုကွာစာချုပ်ရအောင်စာချုပ်ရရင်တတိထားရဒီကောင်လေရစာချုပ်ချင်တတိထားရစာချုပ်ကောင်းဖတ်ရစာချုပ်ကိုဖတ်တဲ့ဆိုရင်အမှတခြားဌာနကဘူကြီးတွေပါရှိတယ်သူတို့ခေါ်မှစာချုပ်ဖတ်ကူခိုင်းလို့ရကိုနားမလဲဘူးဆိုသေးလားသူကတက်မတူနေနော်ရေတက်ကြီးတက်ချင်တက်ဘာတက်ညာတက်ရှိလေအဲ့တက်မတူတခြားတက်ကဆရာကြီးတွေခေါ်မှစာချုပ်ဖတ်ခိုင်းလို့ရအဲ့တော့ကိုစာချုပ်နားမလဲဆိုရှင်းနေလာဖတ်လိုက်ရတယ်ကွာစာချုပ်ဖတ်တဲ့လူခေါ်လာလို့လည်းရတယ်နော်ဘာကြောင့်စာချုပ်ကခင်ဗျာထုံးမိမာထုံးမိဒုက္ခရောက်မယ်တချို့အလုပ်ကခင်ဗျားကို10နှစ်စာချုပ်6နှစ်စာချုပ်10နှစ်စာချုပ်အမျိုးရှိရ4နှစ်စာချုပ်2နှစ်စာချုပ်လို့ရှိရ2နှစ်စာချုပ်တမားတွေကအရင်မိုက်ကွာအစတော့ရွေးလိုက်ရမှာအဲ့ဒါမရွေးလိုက်ရခုနောင်တားရတယ်အမှန်ဆို2နှစ်စာချုပ်မှာဒါပေမဲ့4နှစ်စာချုပ်ထားတာကျွန်တော်ဒါပေမဲ့တချို့လူရော6နှစ်စာချုပ်ကျွန်တော်နဲ့တူပဲဒါပေမဲ့6နှစ်ချုပ်ခံရတဲ့ကောင်လည်းရှိရကျွန်တော်နဲ့တူပဲ4နှစ်ချုပ်လေးလူရှိတယ်5နှစ်ချုပ်လေးလူရှိတယ်6နှစ်ချုပ်လေးရှိတယ်အဲ့တော့ကိုပါစာချုပ်လေးပုံမူတည်စာချုပ်ကောင်းဖတ်ပါစာချုပ်မှာကကိုရတုကိုစာချုပ်မှာရတု1ရက်လား2ရက်လား3ရက်လားကိုပဲ2ရက်ပေးလေပုံလေးမူတည်နော်ဟိုကိုက college တွေပါတက်ထားတယ်အမှန်ကိုရဲ့အောင်စင်းမှာ college ကျောင်းပြီးထားတယ်ဘာညာကွကွတက်ကြလို့ပြီးထားတယ်ဆိုရင်ကိုဗာလဲရတုက3ရက်အထိပေးနိုင်တယ်တချို့ဆို4ရက်ရတဲ့လူတွေရှိရအခုမှသိရကျွန်တော်အဲ့ဒါအရင်တော့မသိဘူးအဲ့တော့ကိုကရကျောင်းတက်ထားတဲ့ပုံမူတည်မှာရထုလည်းအရေးလိုက်ရတာကျွန်တော်ဆို3ရက်အဲ့ဆိုတချို့လူဆို4ရက်ရှိရ4ရက်ဆိုnot the same ဖြစ်တယ်တို့က3ရက်မှာ1ရက်2ရက်3ရက်ပြင်4ရက်ဆိုရင် not the same အမျိုးဖြစ်တယ်ကိုဈေးစစ်လို့ရအောင်နော်စာချုပ်မထိုးခင်ဘာညာကွေးကွာမှလေရထုဘလောက်တိုးပေးပါညာကွေးကွာကိုကဈေးစစ်လို့ရ
အဲ့တို့ဟိုပါလေကျမကြီးစစ်စစ်တဲ့ဟိုပါလေတိုက်ထိုးခိုင်းပါထိုးခိုင်းဆိုအဲ့ဂျင်းဘာမဟုတ်နော်ခင်ဗျားတို့စက်တက်တဲ့ဝင်တိုက်ထိုးရမှာပါနဲ့ပူနေတလားအိမ်မှာနေမှာတကွန်ကျင့်နေနဲ့ဘာမှမထိုးခိုင်းဒီကောင်နဲ့စက်သားလိုအဲ့လုံးတလားစက်တက်တော့တို့လူလိုလုံးတလားကိုကဝနေတော့မှကျွန်တော်ကြည့်လေတော့ကြည့်ဝါတော့နေပဲဝနေတော့မှလေမရမကတို့တွင်းချင်တာတလားမရမကတွင်းချင်တာဝင်ဖို့အတိကပဲဝင်ရအောင်တော့အရင်ဟောလောက်တယ်နော်လူတွေစက်သားရရန်လို့အဲ့တော့တို့ကလေဟိုတိုက်ထိုးနိုင်လားပြေးနိုင်လားဘာညာကွကွပြောဘာမဟုတ်ဝင်ပြီးဟိုတင်တန်းမှာတင်ပေးတယ်တိုက်ထိုးဘာညာကွကွပြေးရတယ်မပြေးနိုင်လေကိစ္စမရှိဘူးဆောင်းမဖြေလေးချင်းကြမပြေးနိုင်တဲ့ကိစ္စမရှိဘူးစပိန်နေခိုင်းမပြေးနိုင်စပိန်နေခိုင်းလွယ်လေဘာမှမခေါ်ဘာမှတိုက်ထိုးမလေ့ကျင့်စရာမလိုဘူးလားအဲ့ဆောင်းမဖြေတဲ့ဟာပဲတစ်ခါဖြေနေမအောင်နှစ်ခါဖြေမအောင်တော့ခါဖြေအဲ့တင်တန်းနဲ့ပါပြီးပြီဆိုတင်တန်းနလားကလားဟိုမှာ10ပတ်ပေါ့10ပတ်နလားနည်းနည်းကြောပေါ့အဲ့ဆို10ပတ်73ပတ်ပေါ့sorry 17ပတ်အကောပြောရမှာဆို17ပတ်မှာကိုကစာမလိုက်နိုင်ဘာမှမဖြစ်ဘူးတပတ်ပူတော့စာမလိုက်နိုင်စာမလိုက်နိုင်တပတ်ပူတော့စာမလိုက်နိုင်တပတ်ပူတော့သူခင်ဗျားဘယ်တော့မှခင်ဗျားတို့ဘယ်တော့မှမထုတ်ဘူးသီလားခင်ဗျားဟိုရန်ဖြစ်တယ်တော့မှခင်ဗျားမထုတ်ဘူးတော်ရင်တိုင်းမထုတ်ဘူးဒီကောင်ကအရန်လိုအဲ့တယ်လေတက်တာအရန်လိုအဲ့ဒါဆိုတော့မထုတ်တနစ်ဆိုတက်တာဘယ်လောက်ရှိမလဲဆို9000ရှိတယ်တနေ့9000 4000ခွဲ9000ရှိရဝင်လာလိုက်လို့တပတ်ကို1000ကျော်တပတ်1000ကျော်ဝင်နေတယ်လေလားနတ်ဥမာက1500လောက်ဝင်နေဆို300လောက်ပြန်လိုက်ရတော့ပြန်တယ်ဆိုတော့ဒီကောင်တွေကဘယ်လိုပြောမလဲဈေးမအောင်တာတို့တက်ထဲမှာဈေးချတာတို့အမျိုးလေတကယ်ကြီးမားမားအမှုတွေပဲဒီကောင်တွေကပြန်လိုက်တာအဲ့တော့ဟိုလေမနေတဲ့ကောင်ရိုးသားနေတဲ့ကောင်တွေနည်းနည်းပါးရန်ဖြစ်တဲ့ကောင်ဆိုပြဿနာမရှိဘူးနော်အဲ့ကောင်တွေဆိုပြဿနာမရှိဘူးအဲ့ဆိုရင်ပြန်တဲ့လူများတယ်တပတ်ဆိုရင်ရာနဲ့ချီပြန်ဒါပေမဲ့ဝင်လာတဲ့လူလည်းတပတ်ဆိုထောင်နဲ့ချီဝင်တာအဲ့အရင်များတယ်တနေ့5-6,000ဝင်တာအဲ့တော့ပြောချင်တာကတော့အဓိကတော့လက်ချင်းခန့်ဘာညာလဲကြိုတင်လောက်လာဆရာမလို့ဝင်အထက်ရောက်ဖို့ပဲလိုတယ်ပြီးဆိုရင်တင်တန်းနလားခွဲပေါ့နလားခွဲတော့တက်ပြီးပြီဆိုရင်အဲ့အားကဟိုစစ်သား training ပေါ့ပြီးရင်ပြီးတော့ဆိုရင်စစ်တပ်မှာအလုပ်လုပ်မဲ့အလုပ် training တစ်ခါပြန်သူတို့တင်ယူရအလုပ် training တင်ရတဲ့ခါမှာဗာအလုပ် training ကိုတင်ဖို့အတွက်အလုပ် training တင်ဖို့အတွက်နောက်ထပ်3လ4လလောက်ထိုင်ဆောင်ရတယ်အဲ့ဆိုထိုင်ဆောင်နေတဲ့ကားမှာအိတ်လိုက်စားလိုက်တောက်လိုက်လူကဝဖြဲတယ်နော်အဲ့3လကာလလဲစောင့်နေလဲလစာပေးနေတာပဲလစာမရောက်လားဆိုတော့ရတယ်။အော်အဲ့တခုမိချင်ခဲ့နလခွဲကာလမှာဖုန်းကိုတပတ်မှတစ်ခါပဲတုံးရတယ်။အရင်တော့ဆိုရင်တော့တုံးတော့မပေးတုံးဒါပေမဲ့အခုနောက်ပိုင်းလူတိုင်းအရေးပေါ်ကိစ္စရှိတယ်ဘာညာကွကဖုန်းမဖြစ်မနေတုံးရမယ့်ပစ္စည်းတစ်ခုဖြစ်လာတဲ့အတွက်ကြောင့်တပတ်တစ်ခါပေးတုံးတယ်။အဲ့တော့တပတ်တစ်ခါဖုန်းတုံးရတယ်ဆိုမှဘာအဆင်ပြေတယ်ဘာမှခက်ခဲမရှိဘူး။အဲ့တော့စစ်တပ်ထဲမှာဝင်ချင်နေဆိုရင် process ကတော့အဲ့လိုပါပဲဗျာဘယ်တက်မဆုံးအဲ့လိုပါပဲဘာမှမကွဲပြားပါဘူးအဓိကဝင်ပြီးပြီဆိုရင်ရပြီလေ့ကျင့်ခန်းတွေလည်းကြိုမှလေ့ကျင့်လာဆောင်လို့အလကားပဲတပြင်း line မို့တွန်းနေခြင်းပဲဟိုတက်ထဲရောက်ရင်ကျွန်တော်တပတ်9ရက်လောက်တရက်တနိုင်လောက်တော့လေ့ကျင့်ခန်းခေါ်လို့တယ်အဲ့ချိန်ကျရင်ခုဘကူမနိုင်လာလိုက်မယ်မနိုင်ရင်တော့တို့နီလန်းရှိရကွာတို့မှတင်ဖို့နီလန်းအများကြီးရှိရတို့ဆရာကြီးတို့ဒီတနေ့ကို4-5တောင်းတင်နေသားတွေတင်နေရလေနော်တို့ကဒီကောင်တွေဘယ်လိုထိန်းချုပ်ရမလဲဆိုတာကောင်းကောင်းသိရចောင်းသားတွေမှာအဲ့တော့တို့အားလည်းမခံနဲ့အဲ့ဒါနောက်တစ်ပိုင်းပြန်ပြောပြမနော်တတ်ထင်းမှရရင်ဘယ်လိုနေရမလဲဆိုတာအားလုံးပဲကျေးဇူးတင်ပါတယ်